Okay အားလုံးပဲမင်္ဂလာပါနော်ကျွန်တော်အခုမိတ်ဆက်ပေးမယ့်ဘိန်းလေးကတော့ဒါ Yamaha Dragster Ride 400cc 400cc လေးဖြစ်ပါတယ် engine parking လေးဖြစ်မယ်ကလပ်အုံတန်မရှိသလောက်ရှားတယ်ပေါ့နော်ကလပ်အုံတန်တော်တော်မပါသလောက်ကိုရှားတယ်ပေါ့နော်အော်ရုပ်လေးဖြစ်မယ်အော်ရီစောအပွန်းနာအစာမရှိဘူးကျွန်တော်တို့ engine တုံးနီကယ်ကြောတွေလန်ထွက်နေအောင်လှမယ်ပေါ့နော် model လေးက99ဖြစ်ပါတယ်model လေးက99ပါ original ကီလိုတက်မယ်အော်ကီလိုပါတာလေးကတော့ကျွန်တော်တို့9800ကျော်သွားပြီပေါ့နော် okay ဘိန်းအသွေးမွေးလေးတော်တော်လှမယ်နော်ဘိန်းအသွေးမွေးတော်တော်လှမယ်နော်ကျွန်တော်အသေးစိတ်လေးတွေ detail လေးတွေသေချာလိုက်ပြပေးမယ်ပေါ့နော်တော်တော်လှတယ် fault shed တွေကအစားပေါ့နော် Dragster Ride ကို99လေးကိုဘိန်းကောင်းတာလေးကိုလိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဂျပန်ဘိန်းမမှန်ကန်ရောင်းဝယ်ကိုသတိရပေးပါနော်အင်ဂျင်အောက်ပိုင်းဂျိုင်းဆောင်ထားတာတွေဘာတွေမရှိဘူးအဖွင့်လက်အတို့အထိလုံးဝမရှိပါဘူးနော်ကျွန်တော်တာယာလေးကလည်းမိုက်တယ်ဗျာနောက်က base တုံးရှေ့ကဒန်းလွန်နဲ့တာယာအပြည့်ပဲနော်အပြည့်ပဲကျွန်တော်တို့ကလပ်အုံတန်တော်တော်မရှိသလောက်ရှားတဲ့ဘိန်းလေးဖြစ်ပါတယ်နော်ဒါလေးကိုကျွန်တော်တို့ရောင်းချပေးမယ်ဈေးနှုန်းလေးကတော့340အောက်မှာပြုတ်အောင်ရောင်းပေးပါမယ်အလွတ်ပါနော်အလွတ်ဆိုပေမဲ့ဘိန်းတော်တော်ကောင်းတယ်နော်ဘာညာလေးတော့ပါတယ်ဗျနော်ဘာညာလေးပါတယ်โอเคနော်โอเคเนาะဒါဘိန်းကျော်အရှိရုပ်ထွက်လေး signal တန်းတွေကိုသူကနောက်ကိုပို့ထားပေးတယ်เนาะ original ride ရဲ့ အော်ရုပ်လေးဖြစ်ပါတယ်เนาะဘိန်းကျော်လေးကိုတော့ဒါကျွန်တော်ဒီတေးကြလေးကျွန်တော်ပြထားပေးတယ်เนาะအယိုးစစ်တွေလည်းလှတယ်နောက် brown တွေလည်းလှတယ်ဒါတော့သူ့ရဲ့ဘာညာနံပါတ်လေးဖြစ်မယ်ဗျဒါတော့ဒီဘက်ဒါ crown join တွေရဲ့အနေထားဒါစင်စွယ်တွေ Japan OE ဂိုင်းတွေရဲ့ connection เนาะဒါကတော့ဒီဘက် engine နီးကဲအသွေးမွေးဟပ်ဖုံးတွေရဲ့အသွေးမွေးเนาะโอเคเนาะဒါဒီဘက် fault shed တွေဖြစ်ပါတယ်โอเคเนาะအဓိကတော့ဗျာပြောချင်တာဒီဘိန်းမှာဒီလေးကြကြကြည့်လိုက်မယ်သူဘိန်းတော်တော်လှတယ်ဗျာเนาะဘိန်းတော်တော်လှတယ်ကြံပက်လန်တာတွေမရှိဘူးပေါ့เนาะခလုတ်သွေးမွေးတွေကသာတော်တော်လှအဲကီးတွေကြက်ထားတဲ့အဲကီးတွေ fault YC တွေဇက်ဂျက်နက်တွေเนาะအကုန်မို့ဒီလေးကြကြအသွေးမွေးကြည့်မယ်သူအသွေးမွေးတော်တော်လှတယ်ဗျာကီလိုမိုင်လေးတက်သေးတဲ့အပြင်ဗတ်မှန်လေးကလည်းနီးကဲတော်တော်ကောင်းလေးရှိအောင်မယ်เนาะသူ့ရဲ့မီမွေးတိုင်းဖမွေးတိုင်း connection လေးကျန်သေးတယ်โอเคเนาะโอเคเนาะဒီကောင်လေးကို340ကျော်အောက်မှာ340အောက်မှာကျွန်တော်ရောင်းချပေးမှာဖြစ်ပါတယ်340မကျော်ပါဘူး sorry เนาะโอเคကျွန်တော်တခါလဲဖွင့်ပြပေးမယ်เนาะโอเคเนาะစီတန်ကြီးကိုရှိုးပါเนาะစီတန်ကြီးအသွေးမွေးကိုရှိုးလိုက်တော့เนาะစီတန်ကြီးအသွေးမွေးနဲ့တင်ဒီဘိန်းကိုလာကြည့်တဲ့သူကဒါဟိုဆောင်းမွေးအောင်နေပြီဗျာသိလားဘိန်းအသွေးမွေးရတော်တော်လှတယ်ဗျာเนาะโอเคခဏကျွန်တော်တော့လော့လေးမကြလို့ပါโอเคเนาะတော့လော်လေးကြာသွားပြီโอเคเนาะဘိန်းတော်တော်လှတယ်စီတိုင်ကြီးလည်းတန်ကြီးမရှိဘူး model 99နဲ့မလိုက်ဘူးပေါ့ဗျာအယိုးစစ်တွေလည်းဤပေါက်နေတယ်အောက်ဘရိတ်တန်တွေကျွန်တော်တို့เนาะဘရိတ်မောင်းတွေတော်တော်လှတယ်ဗျာเนาะဘိန်းအသွေးမွေးလေးอ่ะโอเคเนาะဒီ Dragster Ride ရဲ့99လေးကိုကြိုက်လို့ရှိရင်ကျွန်တော်ဖုန်းနံပါတ်0988433930ကိုဖုန်းဆက်ပေးပါစက်တန်လေးနဲ့အတူတစ်ချက်ခန်းစားကြည့်ပါเนาะဘိန်းရဲ့ connection အသွေးမွေးမရအောင်ကျွန်တော်တို့ကြည့်ရှုဝင်နေပေါ့เนาะကျွန်တော်ဆက်လေးတစ်ချက်နှူးပြပေးမယ်နောက်ဘရိတ်မီလေးလင်းနေပြီเนาะโอเคเนาะโอเคဒိုင်ကွက်မီလေးလဲလာတယ်ဗျ free မီစင်စာတွေကအစအကုန်လှုပ်သေးတယ်เนาะโอเคเนาะပြီးကြရင်ကျွန်တော်เนาะတစ်ချက်နှိုက်လိုက်ပြီเนาะ AC ပဲလက်လေးနဲ့တစ်ချောင်းနဲ့ပဲတို့မှာကျွန်တော်လီဗာလည်းမဆွဲဘူးလီဗာလည်းမကရဘူးเนาะโอเคเนาะကျွန်တော် Dragster Ride ရဲ့လေးရဲ့ကလပ်အုံတန်လုံးဝမပါတလောက်ရှင်းနေတဲ့ဆက်တန်လေးဖြစ်ပါတယ်เนาะโอเคเนาะဒါကျွန်တော်တို့ဂျပန်မိမှန်ကန်ရောင်းဝယ်ရကျွန်တော်တို့မှန်ကန်ပဲရောင်းပေးပါတယ် customer တွေကိုကျွန်တော်တို့ဈေးများရင်များသလိုချိန်ဆပြီးတော့ customer တွေကိုရောင်းပေးပါတယ်ကျွန်တော်တို့ကလည်းဘိန်းကောင်းပဲကင်နေတဲ့အတွက်ကျွန်တော်တို့ဈေးများလဲကျွန်တော်တို့ကယူတယ်ပေါ့နော်အဓိကအခုချိန်မှာလည်းမြောက်ဝတီကနေဟိုအပေါ်ကနေတည်ဖို့ကမလွယ်ဘူးဗျာလမ်းကြောင်းတွေကနော်အဲ့အတွက်ဒါ Dragster Ride ရဲ့လေးဒီပါလေးတစ်ချက်ဆွဲပြပေးမယ်အရန်မိုက်တယ်ဗျာလေးချုံတန်လေးနဲ့အရန်မိုက်တယ်လုံးဝနော်ကျွန်တော်တို့ဒီမှာဒါဇုံမီးလေးတွေသူ့ရဲ့မီမွေးဖမွေးလေးတွေအကုန်ပါတယ်ဗျာနော်ဘိန်း connection လေးတော်တော်လှတယ်โอเคနော်အဲ့တော့ဒီဘိန်းလေးကိုလိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဇွဲထပ်ပိုင်းဂျပန်ဘိန်းမှန်ကန်ရောင်းဝယ်ရဖုန်းနံပါတ်ဖြစ်တဲ့ official phone 0988433930ကိုကျွန်တော်ဖုန်းဆက်မေးမြန်းနိုင်ပါတယ်နော်အာမနာတန်းပေါ့နော်ဘိန်းကျော်ဘိန်း connection လေးမိုက်တယ်အသွေးမွေးလာတာကြိုက်တယ်သူ့ရဲ့မီမွေးဖမွေးတဲ့ connection လေးတွေကြိုက်တယ်ဆိုရင်ဈေးကောင်းသုံးပါဘိန်းကောင်းရပါမယ်နော်အဲ့ဒါလေးကျွန်တော်ပြောချင်ပါတယ်အဓိကကတော့နော်အခုကအချောင်လိုက်တဲ့သူတွေများတယ်အချောင်လိုက်ပြီးတော့ခံရလို့ရှိရင်ကျွန်တော်တို့ complain လာတတ်တယ်ဝယ်တော့ကျွန်တော်တို့ရှိရဘိန်းဝယ်တာမဟုတ်ဘဲနဲ့နော်အားလေးရှိပါတယ်နော်ဒါပိုးပွင့်လင်းပြောရမယ်ဆိုရင်တော့ဟိုပစ္စည်းကောင်းကင်ကျင်တယ်ဆိုလို့ရှိရင်တော့ဈေးကောင်းသူ့ရဲ့တန်ရတန်ကြီးဆိုတာမျိုးလေးသုံးရပါတယ်ဗျโอเคပါမီးစာလေးကအပေါ်ကလာတဲ့ကအဖြူလေးနဲ့မို့လို့ဒီကောင်မီးစာအဖြူနော်အပြင်မှာမီးစာတော့မဖျက်ရသေးပါဘူးအားလုံးပဲ0988433930ကိုဖုန်းဆက်ပေးပါအားလုံးပဲ peace ပါနော်ဘိန်းလေးတော်တော်မိုက်တယ်ဗျနော်
Okay